Florida starter တော့လာပြီ next ရဲ့ hand ရဲ့ဒါပြီးတော့ပုံမှန်နဲ့လောက်တာလေးပေါ့နော် wide one နဲ့ပေါက်ပါတယ် next တွေကတော့တိတ်မလားဆက်တော့မရှိဘူး okay အဖြစ်ကြိုက်တာလာပါပြီဒါကတော့ခဏအသားလေးတွေနဲ့လောက်တာပါနောက်ပြီးတော့လာဦးချင်းလေးတွေ sauce လေးတွေပေါ့နော်တွဲစားဖို့ကတော့ garlic bread ကိုပဲလိုက်ပါတယ်ဝိုင်းကတော့အားတိုင်းတောက်တောက်တာပေါ့နော်စားလို့ကတော့တော်တော်အဆင်ပြေတယ်ရှင်ဒါကတော့3ခွက်မြောက်ဝိုင်းပါကဲလာပါပြီ main dish ဒါကတော့မီလိုဟင်းရေ green tea ပါမယ်ညာတန်နဲ့စားဖြစ်တာအခုတစ်ခါမှကျတော့လေဘာလို့လဲမသိဘယ်ဘက်လက်နဲ့ပဲစားဖြစ်ခုမှကိုယ့်ဘုံပြန်ကြည့်ပြီးတော့မှလက်ကြီးနဲ့ပါဖို့တူတူခင်းနေကြိုင်တာနဲ့စဉ်းစားလို့ရဒါလေးကတော့လေနန်းတုံနဲ့မဲစင်းနဲ့ကျေးဇူးပြုကြည့်လာပါပြီ cheese time မှာ max ရဲ့နောက်တို့ယူလို့ပါတော့ယူလေးတွေနဲ့နောက်ပြီး cheese မျိုးစုံပေါ့နော် cracker လည်းပါတယ် cheese ကမကြိုက်လို့စားဘူးအဲဒီလေးတွေနားတဲ့ဟာလေးတွေလည်းစားပါတယ်ကိုဒီစိုက်ကိုတန်ငါပြန်လောက်လေးလို့ရတဲ့အချိန်မှာနောက်ထပ်